မယိုးမဆန်းပုံစံမျိုးလေးဝတ်ပြပါတဲ့။ Okay ဝတ်ပြမယ်နော်။ပထမဦးဆုံးဝတ်ထားတဲ့ဟာလေးတွေကိုအရင်သူ့နေရာနဲ့သူထည့်ပြီးတော့တင်ပါမယ်။ပစ္စည်းလေးတွေကတိတ်လေးဆိုတော့တေးချာတင်နိုင်မှာမဟုတ်လို့ရှိရင်အကုန်လုံးတစားစီပျောက်တက်လို့ပါ။ဒီဇိုင်းရိုးလေးဝတ်ပေးဖို့တောင်းဆိုထားတာဆိုတော့ဒီခေါင်ဝင်လေးကိုဝတ်ပြပေးလိုက်ပါမယ်။ပြီးရင်တော့ခေါင်ဝင်နဲ့လိုက်ဖက်မယ်ဖက်နှက်လေးလည်းဝတ်ပေးလိုက်ပါမယ်။ပြီးရင်တော့ခေါင်ဝင်နဲ့လိုက်ဖက်တဲ့ဆွဲကြိုးလေးနဲ့အိတ်ကလေးကိုဆင်ပေးလိုက်ပြီးပြီဆိုရင်တော့ပြီးတော့ပြီဖြစ်ပါရဲ့။မင်းဆင်ပေးထားတဲ့ဒီဇိုင်းလေးကိုသဘောကျလားကွန်မန့်မှာရေးပေးခဲ့ကြအောင်နော်။နောက်ထပ်လည်းမင်းကအယုံမလေးတွေကိုဘယ်လိုဒီဇိုင်းလေးဆင်ပေးရမလဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့လို့ရပါတယ်။မင်းပြပေးနေတဲ့အယုံမလေးတွေအဝတ်စားလေးတွေနဲ့အခြား accessory လေးအားလုံးကမင်းတို့ရဲ့ mini room မှာအကုန် install ရပါတယ်လာဝယ်လို့ရပါတယ်။ရုပ်လေးဝယ်ယူခြင်းတော့မင်းတို့ရဲ့ Telegram နဲ့ Facebook page နှမျိုးထဲမှာပဲလာရောက်ဝယ်ယူလို့ရပါတယ်နော်။ TikTok ကကြည့်နေတဲ့တဲလေးရဲ့အတွက်လည်း TikTok မှာကမင်းတို့ကဗီဒီယိုတင်ရုံတက်ပဲဖြစ်ပြီးတော့ TikTok မှာဈေးမရောက်ပါဘူးနော်။ဒါကြောင့်အယုတ်ဝယ်ယူခြင်းမင်းတို့ရဲ့ mini dream 199 Telegram account လေးကိုလာရောက်ဝယ်ယူလို့ရပါတယ်။မင်းတို့ရဲ့ဗီဒီယိုတိုင်းမှာလည်းဒီ Telegram account လေးကိုဖော်ပြပေးထားပါတယ်။ဒီaccount ထဲမှာပဲလာရောက်ဝယ်ယူလို့ရမှာဖြစ်ပါတယ်။